အားလုံးပဲမင်္ဂလာပါဗျကဘာကျော်ထိုင်းနိုင်ငံရဲ့ဂျီတွေမှာခြေချပြီးဝမ်ချန်ပီယံရှစ်စင်မြင့်စီဦးထီနေတဲ့မြန်မာဖိုက်တာ၄ဦးရဲ့အကြောင်းဖော်ပြပေးလိုက်ပါတယ်ပထမဆုံးတူကတော့အားလုံးသိကြတဲ့အတိုင်းတိုင်းကားမွေတိုင်းကျင်မှာလေ့ကျင့်နေပြီးစင်မီတက်မှာအောင်ပွဲတွေဇက်တိုက်ရယူနေတဲ့ Veronica ပဲဖြစ်ပါတယ်နောက်တူကတော့ထိုင်းအခြေဆိုင်ဖဲတဲ့ကျင်မှာအပြည့်အထန်လေ့ကျင့်ပြီး One Friday night ပွဲစဉ်တွေမှာတပွဲတဲ့တပွဲပုံမကောင်းမွန်လာတဲ့စုံရက်ပဲဖြစ်ပါတယ်မကြမီဝမ်စင်မြစ်ကိုရောက်ရှိလာတော့မယ်မြန်မာဖိုက်တာများဒါတင်ပဲလားဆိုတော့မဟုတ်သေးပါဘူးစုံရက်နဲ့တူဖဲတဲ့ဂျင်မှာပဲလေ့ကျင့်နေပြီးမကြခင်ဝမ်စင်မြစ်ထက်မှာရတွေ့ရတော့မယ်လူငယ်ကျယ်ဝင့်ကြော်ဆောင်ဝင်လည်းရှိပါသေးတယ်ပြီးတော့ဗီနိုဂျင်မှာအခြေချပြီးအကောင်းဆုံးပြင်ဆင်နေတဲ့ရဲနောင်ကလည်းဝမ်စင်မြစ်စီတက်လန်းဖို့အသင့်ဖြစ်နေပါပြီမြန်မာကုသားပြူဒီဖိုက်တာ၄ဦးထက်မှာဘယ်ဖိုက်တာကိုအကြိုက်ဆုံးဖြစ်မလဲကွန်မန့်မှာရေးခဲ့ပေးပါဦး